家好，欢迎回到我的视频课堂。အားလုံးမင်္ဂလာပါ老师ရဲ့ဗီဒီယိုသင်ခန်းစာကနေပြန်လည်ကြိုဆိုပါရစေ။ဒီကနေ့ကတော့သင်ခန်းစာ3ဖြစ်ပါတယ်။အဲ့တော့老师သင်ခန်းစာ3ကိုမစခင်ပေါ့နော်။အရင်ဟာလေးကို full sheet ပြန်ပြီးတော့လုပ်ကြရအောင်။အဲ့တော့သင်ခန်းစာ2မှာနှုန်းကတရတွေရဲ့စင်ဖွားဟာတွေကို老师လေ့လာခဲ့ကြတယ်ပေါ့နော်။အဲ့တော့ဒီမှာဆိုလို့ရှိရင်ဘယ်လိုထွက်မလဲဆိုရင် ER လေးကို R EI က I A O O ဟုတ်ပြီဒီကနေ့အဲ့စလုံးလေးတွေနဲ့ဒီရှိကရှမ်းမှုလေးတွေနဲ့ပေါင်းမယ်ပြီးပြီဆိုရင်အတန်ပြသင်္ကေတလေးတွေတင်ပြီးတော့ဟိုစခွေလေးတွေကိုလေ့လာကြမယ်ပေါ့နော်好အဲ့တော့သင်ခန်းစာ2မှာနှုန်းကဒီဘက်ပိုင်းကိုလေ့လာခဲ့ပြီးဒီဘက်မှာဆိုလို့ရှိရင်မတို့စခွေလေးတွေကိုတစ်ချက်ကြည့်ရအောင်အပေါ်မှာရှိတဲ့ h ကပြီးတဲ့က z အားလေးကတော့ r အဲ့ဒါနဲ့ဒီတရစင်ဘာတွေဖြစ်တဲ့ o o I A စတာတွေနဲ့ပေါင်းစပ်ပြီးတော့ဒီ vocabulary လေးကိုလေ့လာချင်ရမှာဖြစ်ပါတယ်။好ဒါဆိုလို့ရှိရင်ZHE ကိုထားတော့ zh zh 四声zh zh 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 ဆိုတာကြတော့ဒီကိုပြောတာပါကိုယ့်ရဲ့အနီးနားမှာရှိတဲ့ဟာကိုညွှန်းဆိုတဲ့အခါမှာသုံးနေပေါ့နော်ဒီတစ်ခုဒီနေရာပေါ့နော်ဒီတရားကိုစတာမျိုးတွေမှာပြောလို့ရပါတယ်နောက်တစ်ခုကကြတော့知乌猪医生猪猪猪知乌猪医生猪猪ဆိုတာကြတော့ဝက်ကိုပြောတာပါနောက်တစ်ခု r o row 四声 row 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 ဆိုတာကတော့အသားတွေကိုပြောတာပါတကယ်လို့猪肉ဆိုရင်可能是什么ဘာဖြစ်လာမလဲဟုတ်ပါတယ်ဝတ်သားပါအရှိမတင်ခဲ့တဲ့ကြီးနဲ့肉နဲ့ပေါင်းမယ်ကြီး肉ဆိုရင်ရော好ကြက်သားကိုပြောတာပါအဲ့တော့ဒီမှာ老师ကရေးပေးထားရပေါ့နော်猪肉鸡肉好下一个နောက်တစ်ခုကတော့ ZH ကအတန်နဲ့ပေါင်းထားတာပဲဖြစ်တဲ့အတွက်ကြောင့်မို့လို့ ZH ကိုမူရင်းတန်ပဲထွက်ပါမယ် ZHI ဆိုလို့ရှိရင် ZHI က知医生知的熬到四声道知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 道ဆိုတာသိသည်ပေါ့ဒါဆိုရင်ငါကသိတယ်ဆိုရင်老师တို့ဘယ်လိုပြောမလဲဆိုရင်ငါကကြတော့我သိတယ်ဆိုတော့知道我知道ငါသိတယ်ပေါ့ငါမသိဘူးဆိုလို့ရှိရင်အရှိက不ဆိုတဲ့အငင်းလေးနဲ့တွဲပါမယ်我不知道ငါမသိဘူး好အဲ့ဒီလိုမျိုးလေးတွဲဆက်ပြီးတော့ပြောလို့ရပါတယ်နောက်တစ်ခု知熬找三声找找找找ဆိုတာရှာဖွေသည်အဲ့ဒီလိုမျိုးပဲအပေါ်ကနေတစ်ခုနဲ့တူတဲ့တောက်ကလေးကိုလောက်ရှို့ထည့်လိုက်မယ်知熬找三声找的熬到四声到找到找到找到ဆိုတာကရှာတွေ့သွားတာကိုပြောတာပါ我找到了ငါရှာတွေ့သွားပြီဒါမျိုးကိုသုံးလို့ရပါတယ်နောက်ထပ်တစ်ခုကတော့知欧周医生周末四声末周末周末周末ဆိုတာကတော့စနေတနင်္ဂနွေပိတ်ရက်ကိုပြောတာပါ的啊打三声打日熬扰三声扰打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 扰ဆိုတာကတော့နှောက်ယှက်တယ်လို့ပြောတာဖြစ်ပါတယ်အဲ့တော့你别打扰我你ငါ့ကိုလာမနှောက်ယှက်နဲ့ပေါ့အဲ့လိုမျိုးပြောလို့ရပါတယ်好ဒါဆိုရင်我တို့ဆက်သွားကြည့်ရအောင်CH ကလေး
吃ဆိုတာနဲ့乌နဲ့ပေါင်းပါမယ်醫生ထည့်မယ်吃乌出醫生出出ဆိုတာထွက်တီကိုပြောတာပါထွက်လာတယ်ထွက်သွားတယ်ဒါမျိုးတွေကိုသုံးလို့ရပါတယ်吃乌出醫生出吃乌出醫生出出ထွက်တီ吃茶二三茶吃茶二三茶ဆိုတာဒီရင်းနှီးချမ်းကိုပြောတာဖြစ်ပါတယ်အဲ့တော့ဒီတရုတ်မှာဆိုရင်တော့လက်ဖက်ရည်လို့ပြောရပေါ့နော်မြန်မာပြည်မှာဆိုရင်တော့လက်ဖက်ရည်ကဟိုဆိုင်မှာတောက်တဲ့လက်ဖက်ရည်နဲ့လွဲမှာဆိုလို့ပေါ့နော်ရည်နှီးချမ်းကိုပြောတာပါနောက်ထပ်တစ်ခု吃车医生车吃车医生车ဆိုတာကျတော့ယင်းဒီကိုပြောတာပါများသောအားဖြင့်ယင်းဒီရဲ့နောက်ဆုံးမှာလိုက်ပါတယ်ဆိုပါစို့公共汽车ဆိုရင်ဘတ်ကားကိုပြောတာပေါ့နော်还有出租车ဆိုရင် taxi ကိုပြောတာပါဒီလိုမျိုးလိုက်ပါတယ်ကားကိုရင်းညွှန်းပြောဆိုတဲ့အခါမှာလဲ车တစ်လုံးနဲ့သုံးလို့ရပါတယ်好下一个吃မူလအတန်ဖြစ်တဲ့ e နဲ့ပေါင်းထားတဲ့အတွက်တစ်ခါတော့ထွက်ပါမယ်吃医生吃医生吃医生吃ဆိုတာကစားသည်ပါ好နောက်ထပ်တစ်ခု吃乌出အပေါ်ကချူလေးပါချွိကအရှိမတင်ခဲ့တဲ့သွားသည်ဆိုတဲ့ဟာပါဒါဆို老师တို့出去ဆိုရင်ထွက်သွားသည်လို့ပြောပါတယ်出去好还有အခု我ပြောလိုက်တဲ့好ဆိုတာကတော့和熬好桑桑好ဒီပေါ်ကစားသည်ဆိုတဲ့吃လေးနဲ့ပေါင်းပါမယ်好吃ဆိုတာစားကောင်းသည်လို့ပြောတာပါ还有ဒီမှာဆိုရင်我တို့ဖြီးလေးမပါလာဘူးပေါ့နော်တရလေးပဲထည့်ထားပါတယ်ပြီးပြီဆိုရင်我အရှိမပြောခဲ့တယ်လို့ပေါ့နော်အတန်ပြတင်ဂီတတွေကိုတင်တဲ့အခါမှာအစင်လိုက်တင်ပါတယ်အာအော်အီဝူယူဆိုတဲ့အခြေခံတရ6လုံးမှာရှေ့ဆုံးကနေရောက်နေတဲ့စလုံးကိုသူ့ရဲ့အပေါ်မှာတင်ပါတယ်အဲ့တော့ဒီမှာဆိုရင် A နဲ့ I မှာ A ကအရင်လာတာဖြစ်တဲ့အတွက် A ပေါ်မှာတင်ပါတယ် I ဆိုတာချစ်သည်ချစ်ချင်းပါ可ရှိမှာပေါင်းခဲ့ပြီးပြီနော်ဆန်းရှန်းနဲ့可ရှိမှာတင်ခဲ့ပြီးတဲ့ဆန်းရှန်း可ကတော့ရှိမှာတင်ခဲ့ပြီးပြီပေါ့နော်可ဆန်းရှန်း可စောကချစ်သည်ဆိုတဲ့ I ကလေးနဲ့တွဲပါမယ်可愛ဆိုတာချစ်စရာကောင်းတော့လို့ပြောတာပါနောက်တစ်ခုဒီ I ကိုပဲ老师တို့ပြန်သုံးပြီးတော့ဒီ how ဆိုတဲ့စကားလုံးလေးကအဒီပေါ်က how ဆိုတဲ့စကားလုံးနဲ့တရုတ်စကားလုံးကအတူတူပါပဲဒါပေမဲ့ရှမ်းတယောက်ဆိုတဲ့အတန်ပြတင်ဂီတလေးကွာသွားတာပဲဖြစ်ပါတယ်အဲ့တော့ I how ဆိုတာဝါဒနာကိုပြောတာပါ比如说ဥပမာပြောရရင်我的爱好是唱歌ငါရဲ့ဝါဒနာကတော့တခြင်းဆိုတာဖြစ်တယ်ဒီလိုမျိုးပြောလို့ရပါတယ်နောက်ထပ်တစ်ခု吃熬炒三生炒ဆိုတာစူညံတော့ပြောပါပါ好我အစကနေပြောပါမယ်吃乌出医生出ထွက်သည်吃茶二生茶ရေလက်ဖက်ရည်ရင်းနှီးချမ်း吃车医生车ရင်吃医生吃စားသည်吃乌出医生出其余取四声去出去ထွက်သွားသည်和熬好三声好吃医生吃好吃စားကောင်းသည်爱四声爱ချစ်သည်ချစ်ချင်း可三声可爱四声爱可爱ချစ်စရာကောင်းသော爱四声爱和熬好四声好爱好ဆိုတာဝါဒနာ吃熬炒三声炒စူညံသည်စူညံသော好ဒါဆိုရင်ဒီဘက်ကစလုံးလေးကိုဆက်သွားကြရအောင်
အဲ့ဒီက SHI ပေါ့နော်အဲ့မူရင်းအတန်ပဲဖြစ်ပါတယ်是四声ထဲမှာ是ဆိုတာဟုတ်တယ်ဖြစ်တယ်ဒါဆိုရင်ငါဆိုတော့ငါကဖြစ်တယ်ဆိုရင်我是ငါကကျောင်းသားတစ်ယောက်ဖြစ်တယ်ဆိုရင်ကျောင်းသားကို老师တို့က学生လို့ခေါ်တယ်ဒါဆိုရင်我是学生我是学生ဒါဆိုရင်ငါကကျောင်းသားတစ်ယောက်ဖြစ်တယ်လို့သုံးပါတယ်是ကတော့ verb to be နဲ့လည်းတူပါတယ်好事务书医生书ဆိုတာစာအုပ်ဖြစ်ပါတယ်是熬少三声少ဆိုတာနေတော့的熬到一声刀ဆိုတာဓာတ်ကိုပြောတာပါ是谁二声谁ဆိုတာဘယ်သူလဲလို့ပြောတာပါ who နဲ့တူပါတယ်你是谁你ဆိုတာနင်是ဆိုတာဟုတ်သည်ဖြစ်သည်谁ဆိုတာဘယ်သူအဲ့တော့你是谁ဆိုရင်နင်ဘယ်သူလဲလို့ပြောတာပါ好给三声给ဆိုတာပေးသည်ပြောတာပါငါနင့်ကိုပေးရဆိုရင်我给你အဲ့တော့ငါနင့်ကိုစာအုပ်ပေးရဆိုရင်我给你书好ဒါဆိုနောက်တစ်ခုစသွားပါမယ်喝黑医生黑ဆိုတာအနက်ကိုပြောတာပါအယောင်နေတဲ့ကအနက်ပါ黑အဖြူကတော့ပေါ်အိုင်ပိုင်二声白ဆိုတာအဖြူကိုပြောတာပါ了来二声来ဆိုတာလာဒီကိုပြောတာပါဒါလေးကတော့一呀四声呀知欧洲一声周亚洲ဆိုတာအာရှကိုပြောတာပါ知欧洲ဆိုတာတော့ဥရောပကိုပြောတာပါ好ဒါဆို我အစကနေပြောပါမယ်是ဟုတ်သည်ဖြစ်သည်书စာအုပ်少နေတော့တောင်းတာ谁ဘသူ给ပေးသည်ဟေးအနက်ပိုင်အဖြူလိုက်လာသည်亚洲အာရှ欧洲ဥရောပဖြစ်ပါတယ်ဒီစလုံးလေးတွေကိုတစ်ချက်ကြည့်ရအောင်အဲ့တော့ဒီမှာကတော့ဇလို့ခေါ်တဲ့ဇက်ကလေးနဲ့အောဆိုတဲ့တရလေးနဲ့တွဲထားပါတယ်ဇအော早上ဆိုတာမနက်ခင်းဖြစ်ပါတယ်မှာ二声တင်ထားပါတယ်二声子轻声子儿子ဒီနေရာမှာ老师က字ကို字လို့ပဲထွက်လိုက်ပါတယ်ဘာလို့လဲဆိုတော့အိုင်ကသူ့ရဲ့အတန်းပဲဖြစ်တဲ့အတွက်သူတို့နဲ့ပေါင်းထားတာမို့လို့字ပဲထွက်ပါတယ်儿子ဆိုတာသားကိုပြောတာပါ呢女三声女儿二声儿女儿ဆိုတာသမီးဖြစ်ပါတယ်子午主二声主ဆိုတာခြေထောက်ကိုပြောတာပါကျွီဆိုတဲ့အရှိမဘော်တို့ပြောခဲ့တဲ့စာချောင်းဆိုတာလေးကအပြည့်စုံကတော့字ဆိုတဲ့နောက်ကစလုံးလေးပါပါတယ်ကျွီဆိုတာစာချောင်းကိုပြောတာပါ是熬少三声少子轻声子勺子ဆိုတာစုံကိုပြောတာပါ子偶走三声走子偶走三声走ဆိုတာသွားသည်ပါချွိနဲ့ဖလှယ်ပြီးတော့တချို့နေရာတွေမှာသုံးလို့ရပါတယ်မောအိုင်မိုင်三声မိုင်ဆိုတာဝယ်သည်ကိုပြောတာပါအဲ့ဒီစလုံးကိုပဲအတန်ထွက်တူတာပါဟန်စစ်ကတော့အနည်းငယ်ကွဲပါတယ်စစ်ရှမ်းနဲ့ဆိုလို့ရှိရင်မို
賣ဆိုတာရောင်းသည်ပါဒါဆိုရင်我တို့အယောင်းဝယ်ဆိုလို့ရှိရင်သူကတော့ပြောင်းပြန်ဖြစ်ပြီပေါ့နော်买ဆိုရင်အယောင်းဝယ်ကိုပြောတာပါ好我ဆက်ပြောအစအနေပြန်ပြောပြပါမယ်早မနက်ခင်း儿子大女儿သမီး煮祈祷句子 sentence 勺子孙走大啲買為啲賣想啲買အယောင်းအဝယ်好ဒါဆိုရင်我တို့ဒီဘက်ကစလုံးလေးတွေကိုသွားရအောင်吃啊擦醫生擦ဆိုတာတုတ်တီကိုပြောတာပါတခုခုကိုမှန်နေကိုတုတ်တာလိုမျိုးတွေကိုသုံးလို့ရပါတယ်擦吃啊生吃ဆိုတာစကားလုံးတွေကိုပြောတာပါ我စောကပြောခဲ့တဲ့词汇ဆိုတာဒီ vocabulary တွေကိုပြောတာပါ词还有吃爱菜四生菜ဆိုတာဟင်းကိုပြောတာပါ好ဒါဆိုရင်ဒီဟင်းကစားကောင်းတယ်ဆိုရင်老师တို့ဘယ်လိုပြောမလဲအရှိမသုံးခဲ့တဲ့ဒီဆိုတဲ့这နဲ့ဟင်းဆိုတဲ့菜စားလို့ကောင်းတယ်ဆိုတဲ့好吃ပေါင်းပြီးတော့ပြောပါမယ်这菜好吃ဟုတ်ပါပြီဒါဆိုရင်နောက်တစ်ခုသွားပါမယ်吃啊茶四声差ဆိုတာလိုအပ်တာကိုပြောတာပါတနာရီထိုးဖို့9မိနစ်လိုတယ်ဆိုရင်လေအဲ့ဒီ差ကိုသုံးလို့ရပါတယ်差ကိုချီကျူးလာတဲ့အခါမှာကိုကနည်းနည်းတော့လိုပါသေးတယ်ဒါဆိုရင်我差一点အဲ့လိုမျိုးသုံးလို့ရပါတယ်还有ဒီtrueကတော့ထွက်သည်ဆိုတဲ့ true ဖြစ်ပါတယ်吃爱差医生差出差ဆိုတာအလုပ်ကိစ္စနဲ့တခြားတနေရာကိုတွားရောက်လုပ်ကန်ရတာကိုပြောတာပါ出差四声四ဆိုတာနံပါတ်4ကိုပြောတာပါအတန်ထွက်တူပါတယ်ဟန်စစ်တော့မတူပါဘူးရှမ်း调လည်းမတူပါဘူး三声ဆိုတာတီကိုပြောတာပါ四声ဆိုတာအယောင်ကိုပြောတာပါအရှိမ老师တို့သင်ခဲ့တဲ့黑အမဲနဲ့အယောင်နဲ့ပေါင်းမယ်ဆိုရင်黑色绿အစိမ်းနဲ့အယောင်နဲ့ပေါင်းမယ်ဆိုရင်绿色白အဖြူနဲ့အယောင်နဲ့ပေါင်းမယ်ဆိုရင်白色好နောက်ထပ်တစ်ခု的啊打三声打思熬扫三声扫打扫ဆိုတာတန်ရှင်းရေးလုပ်တာပါ比如说在周末我打扫房间在周末ဆိုရင်စနေတနင်္ဂနွေပိတ်ရက်မှာ我打扫房间ဆိုတော့打扫房间ဆိုတာအခန်းတွေကိုတန်ရှင်းရေးလုပ်တာဖြစ်ပါတယ်ကိုယ့်ရဲ့အိမ်ကိုပိတ်ရက်မှာတန်ရှင်းရေးလုပ်တယ်လို့ပြောတာပါ还有楼三声楼ဆိုတာအဆောက်အဦကိုပြောတာပါဟုတ်ပါပြီအစကနေပြောရအောင်擦တုတ်တီ词စကလုံး菜ဟင်း差လိုအပ်သည်出差အလုပ်ကိစ္စဖြင့်တွားရောက်လုပ်ကန်ရသည်နံပါတ်4တီအယောင်打扫တန်ရှင်းရေးလုပ်သည်楼အဆောက်အဦ好ဒီနေ့ပြောခဲ့တာကတော့词汇အချို့ကို好ဒီနေ့ကတော့词汇အချို့ကိုပြောပြခဲ့တာဖြစ်ပါတယ်အဲ့တော့ကိုသိထားတဲ့词汇လေးတွေကိုပေါင်းပြီးတော့သုံးကြည့်ဖို့တိုက်တွန်းပါတယ်好大家再见